ခဲ့တဲ့ဘက်ကဝက်ဆန်နဲ့ကစားခဲ့တဲ့ပွဲမှာအာဆင်နယ်ဂိုးသမားဒါဗစ်ရိုင်ယာကမာတီယက်ဖာနန်ဒက်စ်ရဲ့အပိုင်ဂိုးကန်သွင်းချက်ကိုအကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ပါတယ်။ဒါဟာဒီယာဒီမှာသာအာဆင်နယ်အသင်းပရီးမီးယားလိတိုက်တဲ့ဇူကြီးကိုစုခူးသွားနိုင်ခဲ့ရင်အဆုံးဖြတ်ပေးသွားတဲ့ decisive moment တွေကတခုဖြစ်လာမှာလုံးဝကိုအသေးချပါပဲ။ဒီပွဲပြီးမှာတော့ Manchester United ရဲ့ Gavin ဂိုးသမားကြီး Peter Schmeichel ကဘောလုံးပရိသတ်တွေကိုလှုပ်နှိုးလိုက်တဲ့စကားတစ်ခုကိုပြောခဲ့ပါတယ်။ဒီနေ့အတွက်သူ့ရဲ့ Premier League တစ်နှစ်တာအကောင်းဆုံးကစားသမားကတော့ David Raya ပါတဲ့။ဒီနေ့ modern ဘောလုံးလောကကြီးမှာဂိုးသမားတစ်ယောက်ဟာတကယ်ပဲ Premier League တစ်နှစ်တာအကောင်းဆုံးကစားသမားစုဒါမှမဟုတ်ဘောလုံးလောကရဲ့အမြင့်ဆုံးစုတစ်ခုဖြစ်တဲ့ Ballon d'Or စုကိုရနိုင်ပါမလား။1963ခုနှစ်ကဂန်တွင်ဂိုးသမားကြီး Lev Yashin နောက်ပိုင်းဘယ်ဂိုးသမားမှဘလို့ဒီရောစုကိုထပ်ပြီးတော့မရရှိတော့သလိုအင်္ဂလန် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားစုကိုလည်း1988ခုနှစ်ကပီတာရှယ်ဒန်နောက်ပိုင်းဘယ်ဂိုးသမားမှထပ်မံမစုကူးနိုင်တော့ပါဘူးဒါဟာရာစုနှစ်ဝက်နီးပါးကြာခဲ့ပါပြီဘောလုံးလောကဟာဘာကြောင့်မို့ဂိုးသမားတွေကိုဒီလောက်တောင်လှစ်လျူရှုထားကြတာလဲဒီနေ့ Omas Sport ရဲ့ဗီဒီယိုမှာတော့ဘောလုံးလောကရဲ့အထီးကျန်ဆုံးတန်ဖိုးအထားခံရမှုအနည်းဆုံးဖြစ်တဲ့ဂိုးသမားတွေရဲ့အမောင်ကဘာဘတ်ချမ်းကိုခေါ်ဆောင်သွားပါမယ် Don't stopအားလုံးပဲမင်္ဂလာပါ Omas Sport ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်စောထပ်ပါလွန်ခဲ့တဲ့12နှစ်လောက်ကိုပြန်သွားကြည့်ကြရအောင်ပါ2014ခုနှစ်အင်္ဂလန်ရဲ့ပြင်စမာတန် Nation League ဖြစ်တဲ့စောက်ဖို့ဆိုတဲ့အသင်းလေးမှာစပိန်ကလာတဲ့ဆယ်ကျော်တက်လင်းတယောက်ကငားလာကစားနေခဲ့ပါတယ်။ရှွတ်နုံနေအေးဆက်နေတဲ့ယာဒီဥတုတွေကြားမှာသူကကွင်းထဲကလူတိုင်းရဲ့ကန်ချက်တွေကိုလိုက်လံပိတ်ပင်တားဆီးနေခဲ့တာပါ။အဲ့ဒီကောင်လေးကတော့တခြားသူမဟုတ်ပါဘူး။အခုအာဆင်နယ်ရဲ့နံပါတ်1ဂိုးသမားဒါဗစ်ရိုင်ယာပဲဖြစ်ပါတယ်။အခု2025-26ရာသီမှာတော့အဲ့ဒီကောင်လေးကအင်္ဂလန်ပရီးမီးယားလိရဲ့ထိပ်ဆုံးမှာရပ်တင်နေတဲ့အာဆင်နယ်သင်းရဲ့ပင်နိုင်ဂိုးသမားကြီးဖြစ်လာခဲ့ပါပြီ။ဝက်ဆန်ရဲ့ပွဲမှာ Trossard ရဲ့သွင်းဖို့ကPremier League တိုက်တဲ့စုအတွက်တကယ်ကိုအရေးပါခဲ့တဲ့သွင်းကိုတစ်ခုပါဒါပေမဲ့အဲ့ဒီဂိုးမတိုင်မီမိနစ်ပိုင်းလုံးမှာဒါဗစ်ရိုင်ယာရဲ့အသက်ကယ်ကာဝယ်မှုကြီးတာမပြုတ်လို့နိုင်ခဲ့ရင်အာဆင်နယ်ရဲ့အနိုင်ဂိုးဆိုတာရှိလာနိုင်မှာမလားဒီဟာဒီမှာဒါဗစ်ရိုင်ယာကတော့လီပွဲ36ပွဲကစားထားပြီးတော့တဝက်တိတိကို clean sheet ရအောင်စွမ်းဆောင်ပေးထားနိုင်ပါတယ်ဒါကြောင့်မို့သူဟာ300တီဇက်တိုက် England Premier League ရဲ့ Golden Glove ရွှေလက်အိတ်ဆုကြီးကိုရရှိဖို့တေချာသွားခဲ့ပါပြီဒါကြောင့်မို့သူဟာ PP Reina Joe Hartအီဒါဆန်တို့လိုဂန်ရင်ဂိုးသမားတွေနဲ့တန်းနဲ့ဖြစ်သွားပါပြီ။ဒါပေမဲ့သူကဘာလို့ပရီးမီးယားလိရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားစုအတွက်ရေပန်းမစားရတာလဲ။အဖြေကတော့ရိုးရှင်းပါတယ်။ဘောလုံးအားကစားရဲ့မြင်ကွင်းရှုထောင့်နေကြောင်းပါပဲ။ဘောလုံးဆိုတာကဂိုးသွင်းဖို့တိစောက်ထားတဲ့အားကစားနည်းပါ။ပရိသတ်တွေကွင်းထဲကိုလာအားပေးကြတာကလည်းဂိုးဆိုတဲ့အတန်ကြီးကိုကြားပြီးတော့အောင်ပွဲခံနေကြလို့ပါဘရူနိုဖာနန်ဒက်စ်ရဲ့ဂိုးတွေနဲ့ဖန်တီးမှုတွေကမျက်စိထဲမှာမြင်ရလွယ်တယ်ဒကာရက်ရဲ့ကွင်းလယ်ထိန်းချုပ်မှုကကွင်းထဲမှာခံစားရလွယ်တယ်ဟာလန်ရဲ့အတွင်းကိုကိန်းကနန်းတွေကလည်းအော်ချလောက်အောင်ကိုကြီးမားပါတယ်ဒါပေမဲ့ဘောလုံးလောကမှာဘိုးသမားတွေရဲ့စွမ်းဆောင်ရည်ကိုကိန်းကနန်းတွေနဲ့ Universal ဖြစ်အောင်တိုင်းတာနေဖို့ရုန်းကန်နေရတော့မှာပဲတိုက်စစ်မှုတယောက်ရဲ့25ဂိုးသွင်း15ဂိုးအစ်စ်ဆိုတဲ့ကိန်းကနန်းတွေလို့ရင်ထဲကိုထဲမရောက်လာပါဘူးတိုက်စစ်မှုတွေရဲ့အလုပ်ကဂိုးသွင်းဖို့ပါဂိုးသမားတွေရဲ့အလုပ်ကတော့ဂိုးကာကွယ်ဖို့ပါကျွန်တော်တို့ဘောလုံးပရိသတ်တွေကလည်းဂိုးသွင်းတာကိုပဲချီးကျူးကျင်ကြပြီးတော့ဂိုးကာကွယ်တာကိုတော့မီလီယံနဲ့ကြပါတယ်။တမိုင်းတစ်လျှောက်အကောင်းဆုံးမန်နေဂျာတဦးဖြစ်ခဲ့မှုတဲ့ Brian Clough ကတော့ဂန်တွင်ဂိုးသမားကြီးပီတာရှယ်ဒန်ရဲ့တန်ဖိုးကိုစကားတခွန်းနဲ့ရှင်းပြခဲ့မှုပါတယ်။ရှီဒန်ငါတို့နောက်မှာရှိရင်ကျန်တဲ့ကစားသမားတွေအားလုံးယုံကြည်မှုအပြည့်နဲ့ကစားနိုင်ကြတယ်တဲ့။ဒါဟာကိန်းဂဏန်းတွေနဲ့တိုင်းတာလို့မရနိုင်တဲ့ထိပ်တန်းဂိုးသမားကြီးတွေကပေးတဲ့စွမ်းရည်ပါ။အကောင်းဆုံးဂိုးသမားတွေဆိုတာကသူတို့အနီးနားမှာရှိတဲ့ကစားသမားတွေရဲ့အမှုအကျင့်တွေကိုပါပြောင်းလဲပြစ်နိုင်စွမ်းရှိပါတယ်။အခုအာဆင်နယ်အသင်းကိုပဲတစ်ချက်ကြည့်ကြည့်ပါ။ရာရာနောက်မှာရှိနေတဲ့အတွက်ဆလီဗာနဲ့ဂါဘရီယယ်တို့လိုအာဆင်နယ်နောက်ခံလူတွေဟာပို့ပြီးတော့ aggressiveဖြစ်နဲ့ကွင်းလယ်အထိတက်ပြီးတော့ကစားနိုင်ကြပါတယ်သူတို့မှလုံးပြီးတော့ရာယာကကယ်တင်ပေးလိုက်မယ်ဆိုတဲ့စိတ်သက်တည်ငြိမ်မှုမျိုးကိုရရှိထားလို့ပါဒါပေမဲ့ဂိုးသမားနေရာဆိုတာကဘောလုံးလောကမှာအထီးကျန်ဆုံးနေရာပါစူပေါင်းကစားရတဲ့အားကစားနည်းမှာဂိုးသမားတစ်ယောက်ထဲသာအထီးကျန်တဲ့ကျွန်းလေးထဲမှာနေရတယ်လို့မျိုးကစားရတာပါတိုက်စစ်မှုတစ်ယောက်ဟာတပွဲလုံးအပိုင်ခွင့်9ချိန်6ကျွဲတော့လွဲချော်ခြင်းလွဲချော်မယ်ဒါပေမဲ့89မိနစ်လောက်မှာသူကအနိုင်ဂိုးသွင်းလိုက်ရင်တော့တကယ်ကိုဟီးရိုးပါကွင်းလယ်ကစားသမားတစ်ယောက်ဘောလုံး15ချိန်ဆုံးရှုံးသွားပါစေအနိုင်ဂိုးဖန်တီးပေးလိုက်တာနဲ့အားလုံးကအမေ့သွားကြမှာပါဒါပေမဲ့ဂိုးသမားတစ်ယောက်ကတော့မိနစ်60လုံး flawless ဖြစ်အောင်ကစားလာခဲ့ပြီးမှအမားကင်းကစားလာခဲ့ပြီးမှနောက်ဆုံးစက္ကန့်နေရာယူမှုအမားတစ်ခုတည်းနဲ့တကဘာလုံးရဲ့အပြစ်တင်မှုကိုခံရနိုင်ပါတယ်သူတို့ရဲ့ကဘာမှာကအမားတွေကိုလက်မခံပါဘူးအမားတွေကိုပြန်ကျင်ချိန်မရှိပါဘူးအမားတစ်ခုကအရင်လောက်ခဲ့သမျှကောင်းခွက်တွေလက်စွမ်းတွေအကုန်လုံးကိုမေ့သွားစေနိုင်ပါတယ်ဂိုးသမားတွေရဲ့စိတ်ဓာတ်ကလည်းထူးခြားဆန်းပြပါတယ်သူတို့ကမိနစ်60လုံးပရိသတ်တွေအောင်ပွဲခံမဲ့သွင်းကို
တွေကိုဖျက်ဆီးပစ်ဖို့အချိန်ကုန်ကြရတာပါပြောရရင်သူတို့ကနှောက်ယှက်သူတွေဇလန်းရဲ့ဗီလိန်တွေပါပဲဘယ်ပရိသတ်ကမှသွင်းကုန်မဲ့ပွဲတွေကိုကြည့်ဖို့တနည်းပြောရရင်ဂိုသမားတယောက်ပွဲကိုပိတ်ဆို့ထားတာကြည့်ဖို့လက်မှတ်မဝယ်ကြပါဘူးဒါပေမဲ့အသင်းကြီးတွေချန်ပီယံစူပလာကြီးကိုကင်မြောက်တဲ့အခါမှာတော့အဲ့နောက်မှာတော့ကဘာကိုလွှမ်းမိုးနိုင်တဲ့ဂိုသမားတအုပ်ရဲ့လက်တစုံအမြဲရှိနေတတ်ပါတယ်ယခုနှစ်မှာတော့အာဆင်နယ်တဲ့22နှစ်ကြာဝေးကွာနေတဲ့ပရီးမီးယားလိတိုက်တဲ့ဇူကြီးကိုတဖန်ပြန်လဲသိမ်းပေါက်ဖို့အခြေအနေကောင်းနေပါတယ်ဒါပေမဲ့ဒါဟာလွယ်လွယ်နဲ့ဖြစ်လာတာတော့မဟုတ်ပါဘူးခံစစ်ကောင်းမှုကြမ်းကြမ်းခံနိုင်မှုနဲ့ခက်ခဲတဲ့မိနစ်တွေကိုကြော်ဖြတ်လာခဲ့ပြီးမှဒီခွင့်ရေးကိုရရှိလာတာလည်းဖြစ်ပါတယ်အဲ့ဒီ resilience ရဲ့ဗဟိုချက်မကတော့ David Raya ပါပဲအသင်းမော်တွေခက်ခဲနေတဲ့အချိန်မှာလှမ်းကြည့်လိုက်ရင်သူငါတို့ကိုကယ်တင်လိုက်မယ်ဆိုတဲ့အရှိန်အဝါ aura မျိုးကို Raya ကဒီနှစ်မှာပေးစွမ်းနိုင်ခဲ့ပါတယ်ကျွန်တော်တို့လည်းတော့အကြောင်းဝင်နေတဲ့မှာဘောလုံးကန်လို့ရှိရင်ဂိုးသမားနေရာဆိုဘယ်သူမှမကစားချင်ကြပါဘူးနောက်ဆုံးမှရောက်လာတဲ့လူဒါမှမဟုတ်မကစားတတ်တဲ့သူကိုပဲဂိုးသမားနေရာပို့ပြစ်တတ်ကြတာပါဒါပေမဲ့ David Raya ပြသွားတဲ့ယခုနှစ်စွမ်းဆောင်ရည်တွေကတော့ကျွန်တော်တို့အဲ့ user အဟောင်းကြီးကိုပြန်သုံးသပ်ဖို့တွန်းအားပေးနေပါပြီကဲဒီတော့ဘောလုံးပရိသတ်ညီကိုတွေရောဘယ်လိုထင်ကြလဲပီတာရှမိုင်ကယ်ပြောသလို David Raya ဒီနှစ်ရဲ့ Premier League တစ်နှစ်တာအကောင်းဆုံးကစားသမားစုနဲ့ထိုက်တန်ရဲ့လားဘောလုံးကဘာကရောဘောလုံးပရိသတ်တွေကရောဂိုးသမားတွေကိုဒီထက်ပိုပြီးတော့အတိအမှတ်ပြုသင့်ပြီလားနောက်ထပ်စိတ်ဝင်စားစရာဘောလုံးအကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်